မင်္ဂလာပါအပေါ်မှာပင်ဆွဲလန်းနေတဲ့တို့ရဲ့တန်ရုံးစီအလွန်စားရည်စင်ပေးပို့ရလဲရာထောင်ချီလို့ပဲအချစ်စကားလာလာလေးတွေဖွဲ့ကနှွဲကရင်အောင်ပြန်လေကသူမပေးခဲ့တော့အခုလိုဘဝမျိုးမှာဖြေနိုင်စရာခွင့်ရတစ်ခုတော့တို့ကိုပေးပါအောင်လားဟဲ့တို့ကိုပေးပါအောင်လားဟဲ့တို့နေရာမှာလေအသေးချာတွေ့တော့မှကွယ်သစိမ်းတွေဖြစ်သွားခဲ့တယ်အားငယ်ရပါတယ်ဟဲ့နေငါရဲ့အခင်းမင်းသားတကယ်မပြတ်ခဲ့ရင်အမုန်းစီများနေဖြောက်လို့သာပဲကျောင်းမလေးနေတိုင်းတွေ့နေစေနုံနုံလာလာတို့ငယ်ရွယ်စဉ်တိတ်တိတ်ချင်းနဲ့ရိုးသားစွာပဲတငယ်ချင်းလိုတော့ဆက်၍ခင်စေခြင်းညစီတကောင်းရန်တချင်းတန်ချိုအေးငါလေးဆိုခဲ့စိတ်မငိုခြင်းအိယာဘောနဲ့မြေလွန်မြက်ခင်းပြေဘဝကြီးချမ်းသာကြလို့မဖြစ်နိုင်ဘူးဆိုတာတွေကြိုတင်ကတို့လေးသိကနေသို့တော်တငယ်ချင်းရှင်နာစတဲ့မင်းမုန်းစကားတော့တို့ကမပြောသင့်ဘူးလေတို့ကမပြောသင့်ဘူးလေမိလာရင်ဝင်ပျော်ရွှင်တဲ့တို့တွေအပြင်းပြေချီးစားတော့မထားသင့်ဘူးကွယ်သူဆိုရဲ့အကိုရဲ့မောင်ရဲ့ကြီးစင်ကလည်းတွဲလို့ရဲ့ချစ်တာနဲ့စိတ်ကူးလင်းရင်တော့သစ္စာနဲ့စိတ်ချင်းဆနွယ်အောင်လမ်းတူပွင့်မဲ့နေကိုကြိုရင်ရိုးသားရင်နဲ့အပြုံးတွေကိုစေတငယ်ချင်းလိုတော့ဆက်၍ခင်စေခြင်းညစီတကောင်းရန်တချင်းတန်ချိုအေးငါလေးဆိုခဲ့စိတ်မငိုခြင်းအိယာဘောနဲ့မြေလွန်မြက်ခင်းပြေဘဝကြီးချမ်းသာကြလို့မဖြစ်နိုင်ဘူးဆိုတာတွေကြိုတင်ကတို့လေးသိကနေသို့တော်တငယ်ချင်းရှင်နာစတဲ့မင်းမုန်းစကားတော့တို့ကမပြောသင့်ဘူးလေတို့ကမပြောသင့်ဘူးလေမိဘရင်ဝင်ပျော်ရွှင်တဲ့တို့တွေအပြင်းပြေချီးစားတော့မထားသင့်ဘူးကွယ်သူဆိုရဲ့အကိုရဲ့မောင်ရဲ့ကြီးစင်ကလည်းထွေးလို့ရဲ့ချစ်တာနဲ့စိတ်ကူးလင်းရင်တော့သစ္စာနဲ့စိတ်ချင်းဆနွယ်အောင်လမ်းတူပွင့်မဲ့နေကိုကြိုရင်ရိုးသားရင်နဲ့အပြုံးတွေကိုစေတငယ်ချင်းလိုတော့ဆက်၍ခင်စေခြင်း
အားလုံးကျေးဇူးတင်ပါတယ်